ဖေဖေရဲ့မေမေရဲ့ကျင်းသာတော့ငါဆလဝင်းအိုးလေးကိုတော့ငါထမင်းချက်ပြုတ်စားတော့လို့နေလာခဲ့တယ်ရက်တွေလာတွေကုန်လုံးကသွားတော့သားတွေသမီးတွေအချစ်တွေရဲ့တိုးပွားခဲ့လေတယ်ဖေဖေရဲ့မေမေရဲ့ကျင်းသာတော့ငါဆလဝင်းအိုးလေးကိုတော့ငါထမင်းချက်ပြုတ်စားတော့လို့နေလာခဲ့တယ်ရက်တွေလာတွေကုန်လုံးကသွားတော့သားတွေသမီးတွေအချစ်တွေရဲ့တိုးပွားခဲ့လေတယ်ဆလေဝင်တီအိုကလုံးလမှုမပေးစမ်းနိုင်နဲ့သားတွေသမီးတွေအကုန်လုံးစားနိုင်ရဲ့အတွက်ရီမန်းကအို